ဆရာလေးတို့ promo demo နဲ့ဝယ်တဲ့ skin ထဲမှာ main skin ထဲမှာ number 10နေရာမှာရှိတဲ့ skin ကတော့ fail ရဲ့ epic skin ဖြစ်ပါတယ်ဒီ skin ရဲ့နာမည်ကကြတော့ Keeper of the Winds လို့နာမည်ရတယ်။ Okay Keeper of the Winds ဆိုတဲ့အဓိပ္ပာယ်ကကြတော့ဒီ Winds ကကြတော့လေကိုပြောတာဖြစ်တယ်။ Keeper ဆိုတဲ့အဓိပ္ပာယ်ကကြတော့စောင့်ရှောက်သူဒါမှမဟုတ်ထိန်းသိမ်းသူလို့အဓိပ္ပာယ်ရတယ်။အဲတော့လေကိုအုပ်စိုးသူဒါမှမဟုတ်လေကိုစောင့်ရှောက်သူလို့အဓိပ္ပာယ်ရတယ်။ဒီ skin ကကြတော့သူ့ရဲ့ appearance ကိုလည်းဒီလိုပြပြမယ်။သူ့ရဲ့ appearance ကကြတော့ဒီမှာ a fusion of Aston Arts and cybernetic technology a fusion ဆိုတာကြတော့ဆရာတို့ပေါင်းစပ်မှုလို့အဓိပ္ပာယ်ရတယ်ပေါင်းစပ်မှု Eastern Arts ဆိုတာကြတော့အရှေ့တိုင်း Arts ကကြတော့အနုပညာပြောချင်တာအရှေ့တိုင်းအနုပညာနဲ့ cybernetic technology cyber နည်းပညာနဲ့ကိုရောစပ်ထားတဲ့ဒီစကင်ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီ skin ကတော့ V player တွေကတော့ဝယ်တဲ့ skin တွေမှာပါတယ်ပေါ့နော် Okay ဒီနေ့ကကြတော့ဆရာလေးက promo diamond နဲ့ဝယ်တဲ့ skin main skin ဒီ10ကောင်ကို top 10 main skin ကို ranking လုပ်ပေးသွားမယ်ပြီးတော့ဒီ main skin တွေရဲ့အကြောင်းတွေကိုသင်ရင်းနဲ့အင်္ဂလိပ်စာသင်ပေးပါမယ်အဲ့တော့ခင်းအကြောင်းလေးပြောရင်အင်္ဂလိပ်စာလေးတစ်ခါလေးလေ့လာပြီးသားဖြစ်သွားအောင်လို့နံပါတ်9မှာရှိတဲ့ skin ကကြတော့ဒီ veil နဲ့ပုံစံတူတယ်ပေါ့နော်အဲ့ skin ကကြတော့ Fasa ရဲ့ဒီ epic skin ပဲဖြစ်ပါတယ်ဒီ skin ကလည်းသူက veil skin နဲ့ဒီပုံစံတူတူပဲ cap skin လို့အောင်ပြောလို့ရတယ်ဒါပေမဲ့ cap skin တော့မဟုတ်ဘူးเนาะသူရဲ့နောက်ခံ background လည်းတူတူပဲသူ့ရဲ့နာမည်ကကြတော့ Neo Shinkatsu တဲ့ Neo Shinkatsu တဲ့သူရဲ့နာမည်ကကြတော့ဒီ Neo ကကြတော့ Neo မီးပေါ့เนาะ Shinkatsu ကကြတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စကားလုံးတော့မဟုတ်ဘူးဒီဂျပန်စကားလုံးတူပေါ့လာတဲ့လို့အဓိပ္ပာယ်ရတယ်တော့ဒီ Neo လာတဲ့ဆိုတဲ့စကင်ပေါ့သူ့ရဲ့ဒီ portrait မှာလည်းဒီသူ့ရဲ့ရင်ပနာလေးမှာလာဇန်းပုံစံလေးပါတယ်เนาะThere's no time to chit-chat. ဟုတ်ပြီနံပါတ်7မှာရှိတဲ့ skin ကတော့လောင်ရဲ့ abyss လောင်ရဲ့ create skin ပဲဖြစ်ပါတယ်ဒီ skin ရဲ့နာမည်ကကြတော့ Lady Dragon Okay သူ့ရဲ့ appearance ကကြတော့ဆရာတို့ပြောမှဆိုရင် Dragon Princess The Dragon Princess ဆိုတာကြတော့ငကားမင်းသမီးပေါ့ငကားမင်းသမီးလေးချမ်း Dragon Princess လေးချမ်းငကားမင်းသမီးဒိုင်နာရီတစ်ခုဖြစ်တယ် of the မဲကောင်မီးရဲ့ငကားမင်းသမီးဒိုင်နာရီက is woven into this skin ဒီ skin ထဲမှာရောနှောပြီးတော့ဖွဲ့စည်းထားတယ် paying tribute to Angkor Wat ကိုဂုဏ်ပြုတဲ့အနေနဲ့ဒီ skin လောက်ထားတာပေါ့နော် Angkor ဆိုတာဘာလဲဆိုတော့ဆက်ပြီးတော့ရှင်းပြထားတယ် a monument of Khmer civilization ခမာပြည်သူတွေရဲ့အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်တဲ့အဲ့တော့ဒီ skin ကြတော့ဆရာတို့ဒီရှေးဟောင်းသမိုင်းအကြောင်းကိုစိတ်ဝင်စားတဲ့သူတွေဒီလိုမျိုးရှေးဟောင်းသမိုင်းကိုကြိုက်တဲ့သူတွေကိုတော့ကတော့ယူသင့်ပါတယ် Number 6မှာကျတော့လောင်ရဲ့ skin ပဲလောင်ရဲ့ create skin ပဲဖြစ်ပါတယ်သူ့ရဲ့ appearance ကကြတော့သူကကြတော့ဒီ appearance ကိုဒီတိုင်း skin design ရဲ့ဝင်တာကိုပဲပြပြထားတယ်ဇိုင်ဟန်ပေါ့နော်ဇိုင်ဟန်ရဲ့ creation ပဲဖြစ်ပါတယ်ဒီ
second ဘာလို့နံပါတ်6မှာပေးထားလဲဆိုတော့ဆရာကြီးတို့သူ့ရဲ့ဒီခုန Angkor Wat second နဲ့စာရင်ဒီ second ပို့ပြီးတော့ Trimison နဲ့နောက်မှာဝေလာ9ကြီးတွေပါတယ်အဲ့ဒါကြောင့်မလို့ဆရာလေးကြိုက်လို့ second ကိုနံပါတ်6မှာပေးထားတယ်ပေါ့ကဲ top 5ကိုမပြောခင်ဆရာလေးပြောချင်တာကဒီ game ကိုအချိန်နဲ့ဆော့ဖို့ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့ game ကိုဘဝကြီးလို့မသတ်မှတ်ပါနဲ့ဘာဖြစ်လဲဆိုတော့ game ဆော့တာပြင်တခြားလုပ်စရာတွေလည်းအများကြီးပြောစရာတွေအများကြီးရှိပါတယ်เนาะအဲ့တော့ဒီ promoter မှာလည်း game ကိုသူကနှစ်ပွဲလောက်ပဲအများဆုံးဆော့ခိုင်းတာဖြစ်တဲ့အတွက်အဆင်ပြေတယ်ပေါ့နော် game ကိုအများကြီးမဆော့ပါနဲ့ okay number 5မှာရှိတဲ့ skin ကကြတော့ဆရာကြီးတို့ order ရဲ့ create skin ပဲဖြစ်ပါတယ်ဒီ skin နဲ့မျိုးကြတော့ Sage of the Current ဆိုတဲ့ Sage of the Current လို့ပြောတာပါတယ် Sage of the Current Sage ဆိုတာကြတော့ပညာရှိလို့အဓိပ္ပာယ်ရတယ်နော်ပညာရှိမဟုတ်ရင်လည်းနောက်တစ်ခုကကြတော့ Current ကကြတော့ easy သူ့အဓိပ္ပာယ်ကြတော့ဒီ easy ကြောင့်တွေကိုနားလည်တဲ့ပညာရှိလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီ skin က second တစ်ခုထပ်ပို့ရပါတော့သူ့ရဲ့အနုပညာတစ်ခုကိုကြည့်နေရတယ်လို့ခံစားအကြီးကားတစ်ချက်ကိုကြည့်နေရတယ်လို့ခံစားနော်ကဲဆရာတို့ top 4ကကြတော့ခါဒီတာရဲ့ create skin ပဲဖြစ်ပါတယ်โอเคဒီ skin ကြတော့ဒီ skin နာမည်ကကြတော့ Head of the Sea เนาะ Head of the Sea ဆိုတာကြတော့ဒါတွေ့ဘူးမို့လို့ပင်လယ်ပြင်ရဲ့နှလုံးသားလို့ဖြစ်ပြရပါတယ် Sea ဆိုတာကြတော့ပင်လယ် Head ကကြတော့နှလုံးသားပဲဖြစ်ပါတယ်โอเคသူ့ရဲ့ appearance ကကြတော့တွားကြည့်လိုက်မယ်သူ့ရဲ့ appearance ကကြတော့လေဒီ second design Forest winner ကိုပြောထားတယ်เนาะသူ့ရဲ့ creation ပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့နောက်ခံ background ကဒီစောက်အောင်ကြီးဒီငကားရေကျနေတဲ့ပုံစံကြီးတွေတော်တော်လေးကိုကြည့်လို့ကောင်းတယ်ပေါ့နော်ဒီ skin ဘာလို့ number 4မှာထားလဲဆိုတော့ခုနပြောတဲ့ order ချက်ပို့ပြီးတော့ character မတာဝင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ skin တော့4မှာထားရတယ်ဖြစ်ပါတယ် okay number 3ကိုပါကြ number 3ကကြတော့ Fazana ရဲ့ habit skin ဖြစ်ပါတယ်ဟုတ်ပြီဒီ skin နာမည်ကကြတော့ Eternal Forms လို့တွေးပေးရတယ်နော် Eternal Forms လို့တွေးပေးရတယ် Eternal ဆိုတာကြတော့ Tawara ဆိုတဲ့ဒိတ်ပေါ့နော် Tawara Force ကကြတော့ဂရီစကားပေါ့ Force ကကြတော့ဂရီစကားလို့တွေးပေးရတယ်အဲ့တော့ Tawara ဂရီစကားဆိုတဲ့ skin ပေါ့နော်နာမည်ကကြတော့ထွက်ထားတာမကြသေးတဲ့ skin 2ဖြစ်တဲ့အတွက်ဝယ်ကိုဝယ်တင်တယ်ပေါ့နော်ဒီ Fazana player တွေဝယ်တဲ့ skin 2ဖြစ်ပါတယ်ဒီသူ့ရဲ့ခေါင်းဝင်အောက်ရှင်မှာလည်းသွေးလေးတွေစွန်းနေတာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးထူးခြားတဲ့ skin တွေဖြစ်ပါတယ်ပေါ့နံပါတ် 2ကကျတော့ Harry ရဲ့ live one skin ပဲဖြစ်ပါတယ်โอเคသူ့ရဲ့ skin appearance ကကျတော့ဘာပြောထားလဲဆိုတော့ the master of arcane spells တဲ့ master ဆိုတာကြတော့အရှင်သခင်ပေါ့နော်သခင်ဖြစ်တယ် arcane spell ဆိုတာကြတော့ဆရာတို့လျှို့ဝှက်စမ်းကြဲတဲ့ဒီမန်နန်တွေမော်ပညာတွေကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့လျှို့ဝှက်စမ်းကြဲတဲ့မော်ပညာတွေရဲ့အရှင်သခင်လို့အဓိပ္ပာယ်ရပါတယ်ပြောပြီအလုံးစောင့်နေကြတဲ့ number 1 skin ဖားကြမယ်ပေါ့နော် number 1မှာထားထားတဲ့ skin ကြတော့ဆရာတို့ကျူရှင်ရဲ့ကိုနှစ်ပြည့် skin ပဲဖြစ်ပါတယ် number 1မှာကျတော့ကျူရှင်ရဲ့ကိုနှစ်ပြည့် skin အဲ့တော့သူ့ရဲ့ appearance ကိုတွားကြည့်သူ့ရဲ့ appearance ကကျတော့ the mysterious center တဲ့
who captivates the stars themselves mysterious ဆိုတာကြတော့ဆရာတို့လျှို့ဝှက်စမ်းကြံရေးမျိုးတွေပါသူကကြတော့ K-pop ကဖွဲ့လိုမျိုး center တို့ဒီတို့ပါတယ်ပေါ့နော်သူကကြတော့ mysterious center လျှို့ဝှက်စမ်းကြံတဲ့ center တယောက်ဖြစ်တယ်ပေါ့နော် who captivates ကကြတော့သူဆွဲဆောင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ the stars themselves ဒီကျဲတွေကိုတော့မှဒီဆွဲဆောင်နိုင်တဲ့ဒီ center တယောက်ပေါ့နော်ကျဲကတော့မှအအောင်မတက်လောက်ရတဲ့ center တယောက်ဖြစ်ပါတယ်ပေါ့ဒီ skin ကတော့ဆရာတို့ဘာလို့ဝယ်တင်လဲဆိုတော့ Harry Lightbone တို့ဒီလိုမျိုးဒီကိုနှစ်ပြည့် skin တို့ဒီလိုမျိုးဒီ Diamond 1089လုံးနဲ့ဝယ်ရတဲ့ skin တွေကြတော့ဒီအခုရေလောလောဆယ် epic ထိုင်ရဆိုပေမဲ့နောက်ပိုင်းကျရင်ဒီ revamp လုပ်ပေးပြီးတော့ဒီ collection point ကိုတိုးပေးနိုင်တဲ့အခြေအနေလေးရှိရပေါ့နော်။ဒီနေ့လည်းကြားထားတယ်အဲ့တော့ဒီ skin တွေကို diamond တက်နိုင်ရင် diamond 200လောက်စိုက်ပြီးတော့ဝယ်ထားရင်ဒီနောက်ကျရင် collection point က collection point နေရနိုင်တယ်ပေါ့နော်။ဒါကြောင့်မလို့ဝယ်နေတာပေါ့။ပြီးတော့ Jushin ကမတာလဲဝင်နေတဲ့အချိန်မှာပါတယ်ပေါ့နော်။ဆရာလေးကကြတော့ဒီ game အကြောင်းကိုအဓိကတင်တာတော့မဟုတ်ဘူးပေါ့နော်။ game အကြောင်းကိုပြောရင်အင်္ဂလိပ်စာလည်းသင်ရင်အင်္ဂလိပ်စာဘောဟာရာတွေကိုပြောပြတာလို့ဖြစ်ပါတယ်ဒီအင်္ဂလိပ်စာတစ်ခုတည်းသင်တာလို့ဆိုတော့မဟုတ်ဘူးတခြားဆရာလေးစိတ်ဝင်စားတဲ့အကြောင်းအရာတွေလည်းသင်မယ် vlog တွေလည်းသင်မယ်အဲ့တော့နောက်အချိန်ရရင်လည်းဒီ program နဲ့ဝယ်လို့ကောင်းတဲ့နောက် lane တွေအကြောင်းနောက် skin တွေအကြောင်းပြောပြပါမယ်အဲ့တော့တဒါပါ